နက်ပြည်မှာလက်ထပ်ပွဲကျင်းပတယ်လို့ထင်ရလောက်အောင်မင်္ဂလာလက်မှတ်ရေးထိုးပွဲကိုခန်းခန်းနာနာပြုလုပ်ခဲ့တဲ့မိဘကြီးပရိသတ်များအလုံးပဲမင်္ဂလာပါရှင်မိဘကြီးက9နှစ်ကြာတွဲခဲ့တဲ့မန်နေဂျာထံကနေစိန်လက်ဆွတ်ကြီးနဲ့လက်ထပ်ခွင့်တောင်းခံရပြီးတဲ့နောက်မှာမင်္ဂလာပွဲတွေကိုတပွဲပြီးတပွဲကျင်းပတော့မှာပါဝန်တိုင်းသူဖြစ်တဲ့မိဘကြီးကသူ့ရဲ့မင်္ဂလာပွဲလက်မှတ်ရေးထိုးပွဲကိုကျင်းပပြီးသွားပြီဖြစ်ပြီးနက်ပြည်မှာကျင်းပခဲ့တာလားလို့ထင်ရလောက်အောင်အပြင်စင်တွေကလှပနေပါတယ်မိဘကြီးကဝန်တိုင်းသူအစ်စ်ဖြစ်လို့သူရဲ့မင်္ဂလာလက်မှတ်ရေးထိုးပွဲမှာလည်းမုံဝဲဆောင်ကိုပဲဝယ်ဆင်ထားခဲ့ပါတယ်။နာမည်ကြီးမင်းသမီးဖြစ်တဲ့အပြင်ငွေကြီးကလည်းတက်နိုင်လို့စပွန်ဆာပေးမဲ့သူတွေကလည်းတန်းစီနေပြီမယ်။မိဘကြီးကသူ့ပွဲမှာမုံရိုးရဝတ်ဆောင်ကိုဝတ်ဆောင်ပြီးထွက်လာခဲ့တာပါ။အခမ်းအနားကိုလာတဲ့တခြားမှာလည်းကင်းနီကင်းနီယာအကာရီနဲ့လည်းဖျော်ပြပါသေးတယ်။ကင်းနီကင်းနီယာနဲ့ဖျော်ပြနေချိန်မှာမြို့ဟိုးလှလှလေးတွေကိုလည်းလှတ်ထားလို့နက်ပြည်မှာကျင်းပတဲ့မင်္ဂလာပွဲလာလို့ထင်မှတ်သွားရတာပါ။မိတ်ကပ်အပြင်စင်ကလည်းလှပနေုံမကပွဲအပြင်စင်ကလည်းကောင်းနေလို့သူမရဲ့မင်္ဂလာလက်မှတ်ရေးထိုးပွဲကတော့လက်ထပ်တော့မယ့်အခြားမင်္ဂလေးတွေတောင်အားကြနေကြရပါတယ်။ဒီပွဲကိုတငယ်ချင်းအရင်ကြီးဖြစ်တဲ့အီချောဘိုလည်းတက်ရောက်ပေးခဲ့ပြီးဘဝရဲ့အမှတ်တရဆုံးဖြစ်ရပ်တွေမှာအတူရှိပေးခဲ့တာပါ။မိဘကြီးကမင်္ဂလာပွဲအတွက်ဖိတ်စာဒီဇိုင်းကအစတေချပြင်ဆင်ထားပြီးမုံရိုးရာကိုလည်းထိမ့်သိမ်းနေသူပါ။ပွဲအခမ်းအနားကြီးတွေမှာမုံရိုးရာဝတ်ဆောင်ကိုဦးစားပေးပြီးဝတ်ဆင်တာကလည်းတကယ်ကိုချီးကျူးစရာကောင်းလာပါတယ်။မိဘကြီးကလက်ထပ်ဖို့အတွက်အသက်အရွယ်လည်းရောက်နေပြီဖြစ်ပြီးသူရဲ့ခင်မွန်းတွေကိုလည်းမိဘကြီးရဲ့မိခင်မကွဲလွန်ခင်ကတည်းကသဘောတူပေးခဲ့တာပါမိဘကြီးကလက်ထပ်ဖို့အတွက်အသက်အရွယ်လည်းရောက်နေပြီဖြစ်ပြီးသူရဲ့ခင်မွန်းတွေကိုလည်းမိဘကြီးရဲ့မိခင်မကွဲလွန်ခင်ကတည်းကသဘောတူပေးခဲ့တာပါခင်မွန်းဖြစ်လာတဲ့ကိုမျိုးကိုကမိဘကြီးရဲ့အမေနောက်ဆုံးမှပြုစုပေးခဲ့တဲ့အပြင်အသက်ကိုလည်းရှည်စေခဲ့တဲ့ကျေးဇူးရှင်လည်းဖြစ်ပါတယ်မိဘကြီးကတော့ဒီလိုပွဲအခမ်းအနားတွေကိုသူ့အမေကိုမြင်စေချင်နေပြီးတမလွန်ရောက်နေတဲ့အမေလည်းကျေနပ်နေမှဖြစ်ပါတယ်ခရိုနီတထေးကြီးနဲ့လက်ထပ်တာမဟုတ်ပေမဲ့လေသူ့ရဲ့မင်္ဂလာပွဲကတော့ကင်းနီယာအကားလာရီနဲ့လှပနေလို့မိဘကြီးကိုဘလောက်တောင်တန်မိုးထားလဲဆိုတာသိသာစေပါတယ်။မင်္ဂလာလက်မှတ်ရေးထိုးပွဲမှာမုံရိုးရာကိုတန်မိုးထားပြီးမုံဝတ်ဆောင်ကိုဝတ်ဆင်ခဲ့တဲ့မိဘကြီးကိုသဘောကျရဲ့လားဆိုတာကောမန့်မှာပြောပြပေးခဲ့ကြပါအောင်ရှင်။